အားလုံးပဲမင်္ဂလာပါနေ့ဒီနေ့ပြပြပေးချင်တာကတော့ချောင်းသာမှာရှိတဲ့ Victoria Garden Resort 2ရဲ့ breakfast လေးကိုလိုက်ပြီးတော့ပြပေးချင်တာပါနေ့အကြိုက်ဆုံးကတော့ဒီ Garden Resort 2မှာဆိုလို့ရှိရင် dining room နဲ့ reception တစ်ဆက်တည်းဆက်ထားတဲ့အဆောက်အဦပေါ့နော်အဲ့အဆောက်အဦကအရင်ပဲကြီးကျယ်ခမ်းနားတယ်လို့ခံစားရပါတယ်အမှားဆုံးအနေနဲ့တော့ဒီမှာကစက်သားနဲ့ဒီရွက်လေးတွေချွတ်ချင်ကြောပေါ့နော်အဲ့ဒါလေးရှိမယ်နောက်ထပ်ခောက်ဆွဲကြောရှိမယ်ကင်မရာက focus တော့အရင်မပြတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့နည်းလေးတော့ဝါသားပါတယ်ပြီးဒီဘက်မှာချင်းဖိတ်ချင်အဆုံးရှိမယ်ပေါ့နော်ဒီမှာတော့ပဲပြုတ်နဲ့သမင်းနဲ့ကြော်ထားတယ်ဒီနေ့အကြိုက်ဆုံးဒီနူးလေးပါဒါလေးရှိပါမယ်နောက်ထပ်ဒီဘက်မှာကတော့အကြကွေးနဲ့ပဲပြုတ်ဒါမနက်စာကိုမြန်မာလိုကြိုက်တဲ့သူတွေအတွက်ပါမှာဆိုရင်ပေါ်ပြန်လိမ့်နဲ့စမူသာလေးတွေရှိမယ်ပြီးရင်မော်ဟင်းကချက်တဲ့ညနေရဆိုရင်နေတို့ဟိုတယ်တစ်ခုလုံးမှာအရင်ပဲမှုေးနေတာပေါ့နော်အားစီတက်တဲ့အနံ့ကလက်ဖက်ရောက်တော့ဝင်းကကျွေးပါတယ်ပြီးရင်နောက်ထပ်ကောင်တာမှာကျတော့ဘာရှိမလဲဆိုတော့အမောက်ဆုံးနေတဲ့ Foxy ရှိမယ်နေရတော့မစားခဲ့ဘူးเนาะဒီမှာတော့ကောင်းညင်းဒီမှာတော့တစ်ချောက်မာလာမှာဓာတ်ရက်လုပ်နေတဲ့သူတွေအတွက်ရောင်းဘူးနဲ့ဆုံးပေါ့နော်ဒါလေးရှိမယ်ဒီဘက်ချက်မှာကျတော့တန်ပေါက်ပုံစံတိုင်းဟိုတယ်တွေမှာဆောင်းတာမှာဆိုလို့ရှိရင်တန်ပေါက်ကတော့တော်တော်များကျွေးတယ်ဒီမှာတော့ချက်ပါတီရှိမယ်ဒီဘက်မှာကကျတော့ဒီနဲ့တွဲစားဖို့အတွက်အာလူးနဲ့ပဲရှိပါတယ်ဒီမှာဒီဟိုတယ်မှာနေတွေ့ရတာချိုပွဲရတော့တော်တော်များတယ်ဒီမှာဆိုရင်ချိုပွဲအနေနဲ့မုတ်ထောပတ်တုပ်မီကင်စတော်ဘယ်ရီယိုရှိမယ်ဒီမှာဆိုလို့ရှိရင်ကိတ်မုတ်တွေအစုံရှိတယ်မျိုးစုံပဲကိတ်မုတ်တွေပြီးရင်ဒီမှာတော့သမင်းလိတ်တောင်ရှိလိုက်တယ်ဒီမှာပူတင်းကိုခတ်ထားကြတာဝါစာကျင်းနောက်ထပ်ဟိုဘက်မှာလည်းချိုပွဲတွေအများကြီးပေးထားတာပေါ့နော်ဒီနေ့ကချိုပွဲမကြိုက်တဲ့သူဆိုတော့ချိုပွဲများများပေးထားလဲအရင်ကြီးတော့ကြိုက်နေပေါ့နော်ချိုပွဲအနေနဲ့ကတော့ရွှေချီတို့ကိတ်တို့ရတော့ထုံးမုတ်တို့ပေါ့နော်အဲ့ဒါကိုမျိုးစုံအောင်တွေ့ရပါတယ်လို့ရှင်ဒီမှာကြောက်ကြောလေးလည်းပါမယ်။ဆက်ချမ်းမှာဆိုရင်တခွားမွေးသီးနဲ့ရဲသီးလည်းပါပါတယ်နော်။ဒီဘက်မှာတော့ coffee စာရည်နွေးချမ်းရဲနွားနို့ဒါနို့စိမ်းရှိမယ်ဒီမှာဆိုနေကြိုက်တဲ့လက်ဖက်ရည်ရှိပဲဒီဘက်မှာတော့ black coffee ပေါ့နော်။အဲ့ဒါလေးရှိမယ်ဒီမှာ juice အနေနဲ့ဆိုလို့ရှင်လဲဒီဖြော်ရည်နှစ်ခုရပါတယ်။ဒီဖြော်ရည်တော့မဟုတ်ဘူးနော် juice ပေါ့နော် strawberry နဲ့orange နဲ့နှစ်ခုရပါတယ်ဒီဘက်မှာ salad station လေးလည်းရှိသေးတယ်အဲ့မှာဆိုရင်ကိုကြိုက်တဲ့အတုပ်ကလေးတွေကိုလောက်ခိုင်းလို့ရပါတယ်ကိုစားချင်တဲ့ပုံစံလေးနဲ့ဒီမှာဆိုရင်နေကတော့နန်းကြီးတုပ်စားခဲ့ရပေါ့နော်ဒီနန်းကြီးတုပ်လက်ရာကိုစားချင်တဲ့ပုံစံမျိုးတို့တုပ်ပေးပါတယ်ဒါကတော့နေတို့ရဲ့ဘေးနားလေးမှာထိုင်ပြီးတော့ breakfast စားဖို့ပြင်နေရပါနန်းကြီးတုပ်ဖြစ်ပါတယ်ဒီမှာကတော့နေ juice တစ်ခွက်ယူလာတယ်ဒီမှာတန်ပေါက်လဲကြိုက်တယ်နေကပြီးရင်ပဲပြုတ်မင်းကျော်နည်းနည်းချင်းစီယူလာတာပေါ့နော်ပြီးရင်ဒီမှာကြောက်ကြော်ပေးတဲ့နေရာလေးလည်းရှိသေးတယ်အဲ့ဒါတော့မရိုက်ပြလိုက်ရအောင် breakfast ကတော့ညကျွေးတယ်လို့ပြောရဒါပေမဲ့သူ့အချိန်တည်းတော့သူသွားမှာပေါ့နော် breakfast ကနေတည့်ရတဲ့လောက်9ခွဲ10နာရီမနက်အဲ့လောက်ထိကျွေးရပေါ့နော်အဲ့ထက်ကျော်သွားရင်ဆိုတာ9နာရီထိုးလောက်ဆိုတော့ဘာမှသိမ့်မရှိတော့သူရဲ့ dining room အကြီးပဲပေါ့နော်ဒီနေ့အကြိုက်ဆုံးပဲဒီစာဝီးကလေ Victoria Resort ရဲ့ဝင်လိုက်တာနဲ့ခင်းနေရပဲဒီရဲ့စာဝီးကကြီးဟိုဘက်မှာမီနီဘာရှိလိမ့်မယ်ဒီဘက်ကိုတောက်ချင်တာတွေအများကြီးရှိလို့ရှိရင်တန်းချင်တာမှတောက်လို့ရပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကတော့ဒီရဲ့ dining room လေးကိုပြပေးထားတာပါကျေးဇူးပါ